သူ့ကိုဘာကြောင့်အင်္ဂလန်တနိုင်ငံလုံးမုန်းနေကြတာလဲပီတာခရော့ချ်ဟာတခါကအင်္ဂလန်ရဲ့မုန်းတီးခံရဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပူပါတယ်အဓိကတော့သူ့ရဲ့အရက်မောင်းကြောင့်ပါပဲအင်္ဂလန်ပရိသတ်တွေသူ့အပေါ်ပြုမှုခဲ့တာတွေကိုသိရင်တင်တကယ်ပဲစိတ်မကောင်းဖြစ်ရပါလိမ့်မယ်ပီတာခရော့ချ်ဟာဘောလုံးသမိုင်းမှာအရက်တိုင်းတာအရအမြင့်ဆုံးကစားသမားတွေထဲကတစ်ယောက်ပါလူငယ်ဘဝတုန်းကတင်အရက်6ပေ9လက်မနီးပါးရှိခဲ့တာမို့ကလပ်အသင်းအတော်များများကသူ့ရဲ့ကြောင့်ညှင်းပယ်ခဲ့ကြပါတယ်တာမန်ရက်ပဲရှိချင်လိုက်တာဆိုပြီးညတိုင်းငိုခဲ့ရတဲ့အထိပါပဲတခါကမင်းဘောလုံးသမားမဖြစ်ခဲ့ရင်ဘာဖြစ်နေမလဲလို့မေးတော့ရီးစားမရတဲ့သူပဲဖြစ်နေမှာပေါ့လို့ဟာတာနော်ပြီးဖြေခဲ့ပူပါတယ်ဒါပေမဲ့သူလက်မလျှော့ခဲ့ပါဘူးစူးစမ်းအားထုတ်ခဲ့လို့နောက်ဆုံးမှလီဗာပူးအသင်းကသူ့ကိုခေါ်ယူခဲ့ပြီးမယုံနိုင်စရာဂိုးကောင်းတွေတွင်းယူကတောက်ကလာခဲ့ပါတယ်အဲ့ဒီနောက်အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီးအိုထရက်ဖို့ကွင်းမှာလူစားဝင်ကစားခွင့်ရခဲ့ပါတယ်ပွဲထဲဝင်လာချိန်မှာမယုံနိုင်စရာကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်ကွင်းတစ်ခုလုံးကသူ့ကိုယ်ပိုင်အင်္ဂလန်ပရိသတ်တွေကပဲသူ့ကိုမိနစ်နဲ့ချီပြီးလှောင်ပြောင်ခဲ့ကြတာပါသူကကျွန်တော်သူတို့ကိုဘာမှအမှားမလုပ်ခဲ့ပါဘူးတိုင်းပြည်အတွက်ဘောလုံးကစားပေးခြင်းရုံမှာပဲဒါပေမဲ့ကိုယ်နိုင်ငံပရိသတ်တွေကပဲအရက်ကြောင့်လှောင်ပြောင်ကြတော့ကျွန်တော်အရန်ရှက်မိခဲ့တယ်လို့နာကျင်စွာပြန်ပြောပြခဲ့ပူပါတယ်ဒါပေမဲ့သူဟာပရိသတ်တွေအမှားကြီးမှားကြောင်းတက်တည်ပြခဲ့ပါတယ်အင်္ဂလန်အတွက်40ပွဲကစားပြီး22ဂိုးအထိတွင်းယူပေးခဲ့ကအင်္ဂလန်ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်တင်ရောဒီကစားသမားကိုမုန်းတဲ့သူလားချစ်တဲ့သူလား